ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးဆိုရင်ဘုန်းကြီးများမှာစိုးရိမ်စိတ်တစ်ခုဖြစ်တာဘုန်းကြီးဖြစ်တာပြောတာလေဘယ်လိုဖြစ်လဲလို့မေးရင်လူတဲ့တက္ကရာမတွေကိုကိုလူတဲ့အကျိုးလေးကိုထိုက်တန်လေးမရမှာကိုစိုးရိမ်အဲ့ဒါအဲ့ထိုက်တန်လေးရဖို့ပါကိုခွန်ကိုအားကိုညံစွမ်းနဲ့ကိုရဲ့ယုံကြည်ချက်နဲ့အခုလိုစွမ်းဆောင်မိတကားလားတာလနာမှာယင်းနှိမ့်နှုံတာနဲ့အရင်အနည်းလေးတွေမဆုံးရှုံးသွားမိမိတို့လုံနိုင်တယ်လို့ရအမြတ်ရအဲ့ဒါလို့မရမှာဘူးစိုးရိမ်ဒီအတွက်ကြောင့်မလို့ဘုန်းကြီးဒါမိသည့်အလှရှင်ဖြစ်ရုပ်စွာဆုံးလက်အုပ်ကြီးမူလာရောက်ပြီးတော့ရှ िख ိုးတဲ့လူပဲဖြစ်ထိုက်တန်လေးကိုသူပြုသွားတဲ့ကုသိုလ်လေးကိုရစီခြင်းအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးလာလို့ရှိရင်ဓမ္မစကားကိုဦးစားပေးပြီးတော့စာသင်တယ်လို့စကားပြောတယ်လို့ပြောတာအဲ့ဒါပဲသာသနာမှာရှင်မဟာကတ္တပကိုရောမြတ်ကြီးဆိုတာကြားဘူးတယ်အမတန်ကြည်ညိုစရာကောင်းတယ်လူကြည်ညိုနတ်ကြည်ညိုတဲ့ပုဂ္ဂိုလ်ဒူရင်ဆောင်ပုဂ္ဂိုလ်သူရှိချင်းကပ်လာတဲ့နတ်တကမတွေနတ်တကားတွေဂျမားတွေလူတွေဘဒူပဲလာသူရှိရောက်လာခဲ့လို့ရှိရင်သူပြောတဲ့စကားကိုတရားကိုရိုးသေးသေးနားနိုင်ပါစေသူပြောတဲ့တရားစကားကိုရိုးသေးသေးနာပြီးတကလားမှတ်လဲမှတ်မိကြပါစေသူပြောတဲ့တရားစကားကိုမှတ်မိပြီးတကလားမှတ်မိတဲ့အတိုင်းကျင့်လဲကျင့်နိုင်ကြပါစေမှတ်မိတဲ့အတိုင်းကျင့်ပြီးတကလားတန္တရာဝတ္ထုခမှာလည်းပဲလွတ်မြောက်ကြပါစေတရားမဟောခင်လာသမျှနတ်လူပုဂ္ဂိုလ်တွေကို तू ကအဲ့ဒီစိတ်ကိုရှေ့တန်းကနေပြီးတော့ထားလိုက်တာဒီရှင်မှာကတ္တဗကိုတော်မြတ်ကြီးဒူရင်ရမှာဧကရေရအမောနတ်ဒီပြမတိတ်ကြည်ညိုတာပဲတိတ်ကြည်ညိုတာအဲ့ဒါလို့နတ်သမီးတွေဆိုလို့ရှိရင်ရှင်မှာကတ္တဗကိုတော်မြတ်ကြီးဆုံးခံကြွပြီဆိုလို့ရှိရင်ကျောင်းဝင်းထဲမှာနတ်သမီးတွေတရစီလာလဲကြတယ်ရေတွေခတ်ကြတောက်ရီသုံးရီချိုးရီလောက်ကြတယ်လောက်ကြတာအဲ့ဒါလောက်ကြတဲ့အခါကျတော့ကိုရောမြတ်ကြီးကငါဆုံးခံကြွနေဒါဒီဘုဒ္ဓလာလောက်အောင်လည်းမသိဘူးသူမသိဘူးနတ်သမီးတွေကုသိုလ်ခိုးပြီးတော့လာလောက်တာရှင်မာကပ္ပကိုတော်မြတ်ကြီးကအဲ့ဒါလို့မာတုကာမဘင်္ဂလေးတွေလောက်တာကြိုင်တာတွေလာလောက်ပြီးတာကို तू ကတောတဲ့တပါးတဲ့နေတာအပေါ်ကြီးတာမဟုတ်ဘူးလေသာသနာညှိုးနှွမ်းမှာကြောက်လို့သူများတကသာသနာကိုအထင်မြင်သေးမှာကြောက်လို့အဲ့ဒါဖြစ်ဘူးဒါဘဒူလောက်တာလဲဆိုတော့သူအပိန်ကြီးနဲ့ကြည့်တော့မှနတ်သမီးတွေနတ်ပြည်မှာကုသိုလ်လုပ်เสียမရှိလွယ်ဘူးနတ်ပြည်ရောက်ရင်လူပြည်မှာပဲကုသိုလ်ကလုပ်လို့ရတာအဲ့ဒါသူတို့နတ်ပြည်ကနေလာပြီးတော့ကုသိုလ်လာပြီးတော့ဆင်းပြီးတော့လုပ်တာခိုးလုပ်တာအဲ့ဒါကိုရမကြီးခြေစည်းတွေကတ်တယ်ဥရိတန်ရှင်းတွေလုပ်တယ်တောင်းတဲ့တပြက်စီးတွေလဲတယ်အဲ့တော့ကိုရမကြီးကသိတဲ့အခါကျတော့မှန်ရောသူတို့မင်းတို့ဘာဖြစ်လို့လာလုပ်တာလဲမှန်တယ်နောက်လာမလုပ်ပါဘူးငါတပါးတည်းနေတာတပါးတည်းဘူးတန်ခါအများနဲ့ဆိုရင်တော့တစ်မျိုးပေါ့သာသနာကိုသူများညှိုးနှွမ်းမှာအထင်မြင်သေးမှကြောက်လို့မာတုကာမမင်းကလေးတွေပေါ့နော်အဲ့ဒါလို့ဒါလေးပြောတာဒီပြန်မဟုတ်ပါဘူးကိုရမြတ်ကြီးရဲ့စိတ်နေစိတ်ထားဒီရှင်မာကတ္တဗကိုရမြတ်ကြီးရဲ့စိတ်နေစိတ်ထားသာသနာမှာအမတန်ကိုကြည်ညိုစရာကောင်းလူတွေလည်းကြည်ညိုတယ်နတ်တွေလည်းကြည်ညိုတယ်မြမာတွေလည်းကြည်ညိုတယ်အခုနသူ့ရဲ့စိတ်ထားကလေးပေါ့သူ့ကိုချင်းကပ်လာတဲ့လူပဲချင်းကပ်နတ်ပဲချင်းကပ်မြမာပဲချင်းကပ်ဆင်းရဲသားပဲဖြစ်တသေးပဲဖြစ်သူ့ရှိရောက်လာခဲ့လို့ရှိရင်ခုနဘုန်းပြောတယ်လို့သူပြောတဲ့စကားကိုလေးစားနားထောင်နိုင်ပါသူပြောတဲ့စကားကိုမှတ်မိပါလေမှတ်မိတဲ့အတိုင်းလည်းပဲကျင့်နိုင်ပါလေကျင့်တဲ့အတိုင်းလည်းပဲအပယ်လေးပါးကလွတ်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါသူရည်ရွယ်ချက်ကလာတဲ့လူတဲ့အပေါ်မှာစိတ်ထားအဲ့ဒီတိုင်းပဲထားဘုန်းကြီးကအတုခိုးတယ်ဘာလို့ဘုန်းကြီးရှိလာတာအကျိုးရှိချင်
ဘာမှလူစရာတန်းစရာပါတီဖြစ်စေမပါတီဖြစ်စေပေါ့ဟုတ်ပြီလားဒါကြောင့်မလို့အကျိုးရှိမဲ့စကားများကိုဒါပြောကြအကျိုးရှိမဲ့စကားဆိုတာအလုပ်တစ်ခုလုပ်တယ်ဟေ့ဆိုခဲ့လို့ရှိရင်အခုတကားတွေတကားမတွေစီးပွားရေးလုပ်နေကြလူတိုင်းစီးပွားရေးလုပ်တယ်ဟေ့ဆိုခဲ့လို့ရှိရင်မလုပ်ခင်ကစီးပွားရေးရဲ့အရှုံးအမြတ်ကိုတွဲပြီးတကားလားဒါလောက်ကြတာလောက်တုံးအချိန်ခါမှာလည်းပဲခုနပြောလို့ဒီအရှုံးမြတ်ကတွက်နေရတာမလောက်ခင်ကလည်းတွက်ပြီးတော့လောက်တုံးချိန်ခါမှာလည်းအရှုံးမြတ်ကတွက်တာပဲလောက်ပြီးပြီဟေးဆိုတော့လည်းပဲဘလောက်ရင်းလဲရလို့ဘလောက်မြတ်လို့ဒါတွက်ရတာမတွက်ဘဲနေရတာတွက်ရအဲ့ဒီစီးပွားရေးတွေလောက်တဲ့အချိန်ခါမှာလည်းပဲရှုံးသည်ဖြစ်စေပြတ်သည်ဖြစ်စေတေချာမှစီးပွားရေးလုပ်တဲ့အခါမှာလည်းပဲရှုံးသည်ဖြစ်စေမြတ်သည်ဖြစ်စေရှုံးမြတ်ကိုယ့်အတွက်ကြံအောင်လို့အဲ့ဒီရှုံးသည်ဖြစ်စေမြတ်သည်ဖြစ်စေကိုယ့်အတွက်ကြံအောင်လို့ရှုံးရင်လည်းပဲကိုယ့်အတွက်ကြံရမယ်မြတ်ရင်လည်းပဲကိုယ့်အတွက်ကြံနေရမယ်အဲ့ဒီစကားလေးကိုစဉ်းစားဟုတ်ပြီလားရှုံးရင်လည်းပဲကိုယ့်အတွက်ကကြံနေရမယ်နော်မြတ်ရင်လည်းပဲကိုယ့်အတွက်ကကြံနေရမယ်ဘာလဲလို့မေးခဲ့လို့ရှိရင်ပစ္စည်းဥစ္စာရှုံးတာမြတ်တာကတော့လောကမှာရှာတဲ့လူတိုင်းမှာလူတိုင်းရှိတယ်မရှိဘူးလားရှိလားရှုံးတာမြတ်တာရှိပင်ရှိရတော့လည်းပဲအခုဘုန်းကြီးပြောလိုက်တာကဘလို့ပဲလုပ်လို့လုံးဝမရှုံးသွားအောင်အမြတ်ရအောင်လုပ်အောင်ဘလို့အမြတ်မျိုးလဲဖျားလို့မေးစရာရှိတယ်ရှုံးလို့လည်းပဲဝမ်းမနေနဲ့စိတ်နှလုံးမချမ်းမသာမဖြစ်နဲ့ဒေါသမဖြစ်နဲ့မြတ်လို့လည်းပဲဝမ်းမသာနဲ့ဟုတ်ပြီလားလောဘမဖြစ်နဲ့ဟောဒီနှစ်ခုလေးအဲ့တော့ရှုံးတော့လည်းပဲကိုယ်မှာဘာကြံနေလဲနှလုံးသွင်းတဲ့တယ်ကုသိုလ်ကြံနေတယ်ဟုတ်ပြီလားမြတ်တော့လည်းပဲလောဘဒေါသကင်းနေတယ်ကုသိုလ်ပဲကြံနေတယ်ရှင်းတယ်မလားဘုန်းကြီးအဲ့ဒါသိဖို့သိအရေးကြီးတာအဲ့တော့အဲ့ဒါလိုမှမလုတ်တတ်ခဲ့လို့ရှိရင်ရှုံးတော့လည်းပဲရှုံးပါပဲမြတ်တော့လည်းပဲရှုံးပါအဲ့တော့လောဘဒေါသမောဟရှိပစ္စည်းကတော့မြတ်ရင်လည်းပဲမြတ်လာပဲသိန်း1000လို့သိန်း2000လို့1000ရှုံးရင်လည်းပဲ1000လို့2000လို့1000ရှုံးသွားပါစေမြတ်လာပါစေလောဘဒေါသမောဟကိုတတိနဲ့နေပြီးတကားလားစီးပွားရှာရမယ်အဲ့ဒါဆိုခဲ့လို့ရှိရင်ရှုံးသွားလဲပဲစိတ်နှလုံးသွင်းတဲ့အတွက်ကြောင့်မို့လို့ကုသိုလ်ကြံနေတယ်အဲ့ဒီရှုံးတဲ့အပေါ်မှာထပ်ပြီးတကားလားစိတ်မကောင်းဘူးစိတ်တွေတနှုံဖြစ်နေမယ်ဆိုရင်နေ့တိုင်းအကုသိုလ်ဖြစ်ပြီးတော့နောက်ထပ်အလုပ်တွေပါတိုးတက်မှုတွေနည်းကုန်ဘယ်နဲ့လဲဘုန်းကြီးပြောတာသဘောပေါက်လားစိတ်ညစ်ပြီးနောက်လုံးချင်တဲ့စိတ်တွေမရှိတော့အားတွေလျှော့ကုန်အားတွေလျှော့လို့ရှေ့အလုပ်ဆက်မလို့ရင်ဒီအမြတ်ကဘယ်ကလာဟုတ်တယ်မလားဒီအတွက်ကြောင့်မို့လို့ရှုံးသည်ဖြစ်စေမြတ်သည်ဖြစ်စေကိုယ့်အတွက်ကြောင့်လို့အဲ့ဒါတော့မမေ့နဲ့ကိုယ့်အတွက်ကြောင့်လို့ပစ္စည်းဆုံးရှုံးသွားသည့်တိုင်အောင်ပစ္စည်းဥစ္စာရှုံးသွားသည့်တိုင်အောင်မိမိအတွက်ကုသိုလ်ကကြံနေပြီးသားပဲဟုတ်ပြီလားဒါလောကီရေးနဲ့ဒါပြောပြတာပေါ့ဟုတ်ပြီလားထိုနည်းတူစွာပဲဒါလေးတစ်ခုမှတ်ပြီးတကားလားအားလုံးအရာရာကိစ္စဒါနဲ့အမိနှမနဲ့မောင်ညီကိုမောင်နှမဆက်ဆံရေးဘုန်းကြီးဟန်တန်ကဆက်ဆံရေးရမှာအစလူရေးတန်းရေးပါအကုန်ကိုယ့်အတွက်အမြတ်ကြောင်လုပ်ပါဒါဆိုသဘောပေါက်သွားတော့ပြီဟုတ်တယ်မဟုတ်လားကိုယ့်အတွက်အမြတ်ကြောင်လုပ်ပါဘုန်းကြီးကြည်ညိုလို့ဘုန်းကြီးနဲ့ရင်းနှီးလို့လှူတာတန်းတာလို့ဒါတွေမဖြစ်စီနဲ့ဟုတ်ပြီလားအလှူနဲ့ပတ်သက်လို့လည်းပဲစိတ်နှလုံးမချမ်းသာမသာစရာတိုးရင်လည်းပဲမဖြစ်နဲ့သိကဟုတ်ပြီလားဒီအလှူကိုအမိပြုပြီးတော့လည်းပဲလောဘတွေဒေါသတွေမဖြစ်စီနဲ့မောဟတွေမဖြစ်စီနဲ့အဲ့ဒါလို့မဖြစ်ခဲ့လို့ရှိရင်တို့လှူလိုက်တဲ့ဟုတ်လားသိန်း1000လို့2000လို့3000လို့1000လို့ဘာလို့ဆိုတာလှူပြီးတာနဲ့တပြိုင်နက်တည်းဒီပစ္စည်းတွေဟာအကုန်လုံးဟာမရှိတော့ဘူးဟုတ်ပြီလားဘာကြံနေလဲဆိုတော့ခုနလှူတဲ့စေတနာကြံနေတယ်ဟုတ်ပြီလားကောင်းပြီအခုတို့ဆိုလာမီတက်စင်တဲ့ဒကမကြီးတို့ကြောင်းနေဆောင်တယ်ကဲဒီပစ္စည်းတွေဟာကြည့်မယ်ဆိုရင်နှစ်ပေါင်းဘယ်လောက်နေမှာဟုတ်ပြီလားမပျက်စီးပဲနေမှာလားပျက်စီးပါလားပျက်စီးပါစေလေတို့မှဘာကြံနေလဲကုသိုလ်ကြံနေတယ်ဒကမကြီးအဲ့ဒါသိထားအားလုံးဒကာကြီးတို့ပေါ့သမီးတို့တက်လားဘုံပြောတာတေချာမှဟုတ်ပြီလားအဲ့တော့ဒီလူပါဝတ္ထုဒီပစ္စည်းတွေဟာတ
တနည်းနေ့တစ်ချိန်မှာသူတက်တန်းစီနေခြင်းလဲနေမယ်မနေခြင်းလဲပဲခုနတဘာဝဘေးရန်တဲ့ကြောင့်ပျက်စီးရင်လည်းပျက်စီးမယ်အပျက်စီးဘူးလားပျက်စီးလားပျက်စီးပါစေတို့အတွက်ဘာကြနေလဲကုသိုလ်ကြနေတယ်စီးပွားရှာတယ်ရှုံးသွားတယ်သိန်း1000သိန်း2000သိန်း1000ရှုံးသွားတယ်တို့အတွက်ဘာကြနေလဲရှုံးပါစေဒီပစ္စည်းကုသိုလ်တို့ကမရှုံးဖို့အရေးကြီးတယ်ပစ္စည်းရှုံးသွားလို့ရှိရင်နောက်ထပ်ထပ်ရှာရင်မရဘူးလားရတယ်ကုသိုလ်ရှုံးရေးဆိုရင်ဟောရှင်းရှင်းလေးအဲ့ဒါကြောင့်မို့တိတ်အရေးကြီးတယ်ဒီဥစ္စာတွေသိထားဖို့ဟုတ်ပြီလားဒီမို့ဆိုကြလို့ရှိရင်ဘုံဘုံရှိရောက်လာတာတွေဘုံဘုံကိုစီကတ်တာတွေကိုးကွယ်တာတွေကျောင်းတကာကျောင်းမှာဘုရားတကာဘုရားမတွေလောက်တာတွေအခုလိုကုသိုလ်လောက်တာတွေဟာဒီပစ္စည်းကိုကြည့်လိုက်တဲ့အခါကျတော့အားလုံးသိနေတာပဲကွာဗဇက်ကနားလည်နေကြတာပဲပစ္စည်းသင်္ခါရပါတယ်လေဟုတ်ပြီလားပြုတ်လို့ရလာတာမှန်တယ်များအကုန်လုံးပျက်စီးတယ်ဟုတ်ပြီလားအဲ့တော့မိမိတို့ရဲ့စေတနာရဲ့ကံကြတော့သူကအမြဲတမ်းတည်ရှိနေအကျိုးပေးဖို့စောင့်မျှော်နေအဲ့တော့တို့ကဥစ္စာရှာတတ်ဖို့အရေးကြီးတယ်ယခုမတည်ခင်မှာရှာရမယ်ဥစ္စာရောနောက်အနာဂတ်အတွက်ကိုဘဝတိုင်းရမယ်ဥစ္စာရောမဆုံးရှုံးသွားအောင်ရှာတတ်ဖို့အရေးကြီးတယ်ပစ္စည်းကတော့တဘဝပြီးတဘဝတော့အကုန်ကြံနေခဲ့မှာပဲဟုတ်တယ်လားနတ်ပြည်ရောက်လည်းပဲအကုန်ကြံနေခဲ့မှာပဲဒီနတ်ဘုံပိတ်မှန်ဒီနတ်အကျွေးရတယ်ဟိုလူပြည်မှာလည်းပဲဒီပစ္စည်းတွေကအကုန်ကြံနေခဲ့မှာဟုတ်တယ်မလားအဲ့တော့တို့မှာဘာကြံနေလဲကုသိုလ်ပဲကြံဒီအတွက်ကြောင့်မို့လို့ဘာပဲလုပ်ကိုယ့်အတွက်အမြတ်ကြောင်လုပ်ပါဒီစကားလေးဒါလက်ဆောင်ပါလိုက်တာဟုတ်ပြီလားတော့ဆိုလာမီးစင်တဲ့ကောင်နေဆိုလိုမီးတက်စင်တဲ့ကောင်နေဘုံနဲ့တပည့်တော်တို့တဲ့ဩဝါဒလေးတရားလေးတော့တောင်းချင်းမင်းပါငါဝင်းနေတာလေးလားအဲ့ဒီကောင်ခန်းငယ်ပဲရှိတယ်ဘယ်သူလဲမသိဘူးဒါလေးပြူငါတို့အဲ့ကွာလို့မင်းတို့ကိုလည်းပဲငါပြောချင်ပါတယ်ကွာလို့မင်းတို့အခုဆိုလာမီးလာလောက်ကြတာတက်စင်ကြတာလူတဲ့လူကလှူတယ်ကွာလို့မင်းတို့ကလာပြီးတကလားဒီမှာဆိုလာမင်းတက်စင်ပေးတာဒါမင်းတို့အတွက်ဥစ္စာရမှာပဲကွာလောက်အားကတွေရမှာပဲဟုတ်ပြီလားအဲ့ဒီလောက်အားကမင်းတို့ဘယ်လောက်စားရမှာလဲကွာဒီ3-4ရက်လာလုံးတဲ့လောက်အားကဟုတ်ပြီလားမင်းတို့အတွက်မကြောက်ဘူးလို့ကုန်ပါပဲလို့အဲ့တော့ဘုံမင်းတို့ဓမ္မလက်ဆောင်ပေးခြင်းတာကတော့အတ္တိပစ္စည်းကကိုရင်ကုန်စေမင်းတို့ရက်လက်ကြောင်လုံးလို့မင်းတို့အခုဒီမှာစေနာတန်တန်နဲ့လာပြီးတကလားတက်ဆင်ပေးနေတာလှူတဲ့လူကလှူလို့ဒါမင်းတို့လာပြီးတော့တက်ဆင်ပေးတာငါကြည့်နေတာမင်းတို့အားရတဲ့တုံးနဲ့လုံနေကြတာကိုဝါညာရှိတယ်လို့အေးအဲ့ဒီလောက်တုံးအချိန်ခါလေးမှာမင်းတို့စေရနာလေးစိတ်ကလေးအော်ကောင်းတဲ့ကောင်းပါစေကောင်းတဲ့ကောင်းပါစေချုံချင်းမရှိအောင်အဖက်ဖက်ကမင်းတို့လုံနာငါတွေ့တာအဲ့ဒီစေရနာပဲမင်းတို့ကြံပါလို့ဒီမှာရတဲ့လောက်အားကတော့မင်းတို့ရန်ကုန်တော်ရောက်ချင်ပါရောက်မှာကုန်ပါလောကသူတို့အဲ့ဒါမင်းတို့ငါမှားကျင်တာကတော့လက်ဆောင်ပါကျင်တာအဲ့ဒါပဲကွာလို့ဗမာပဲလို့စိတ်ကောင်းနေတာလို့မင်းတို့ရတဲ့ပစ္စည်းကတော့စားတာနဲ့ဝတ်တာနဲ့ကုန်ပါပဲလို့အဲ့စိတ်ကောင်းနဲ့လုပ်တဲ့စေတနာကုသိုလ်လေးတာမင်းတို့ကြံပါကွာအဲ့ဒါလေးသူတို့ပြောပြသူတို့ဝင်နေတာလို့မှတ်ကောမှတ်မိရတော့မှတ်မိပါတယ်ဟိုကောင်တကောင်ပြောတယ်ဒီတိုင်းလောက်ပါမယ်ဗျာဟောကောင်လေးတကောင်ညာတာဥစ္စာမတ္တိဒနာမတ္တိဣတိဂါလောဝိဟိညတိအတ္တယိအတ္တနောနတ္တိကုတောပုဒ္ဒံကုသောတနာပုဒ္ဒံမတ္တိဒနာမတ္တိဣတိဘာလောဝိဟိညတိအတ္တယိအတ္တနောနတ္တိကုတောပုဒ္ဒံကုသောတနာမြတ်စွာဘုရားဟောတာတာဝတိပြည်မှာအနန္တတထေကိုအကြောင်းပြုလို့ဟောတာငါမှာသားရှိတယ်ငါမှာပစ္စည်းရှိတယ်ငါမှာသားကိုအားကိုးရတယ်ပစ္စည်းကိုအားကိုးရတယ်သူဒီလိုတွက်ဆသားသမီးကိုသူအားကိုးစရာလို့သူတတ်မှတ်ထားတယ်ပစ္စည်းကိုသူအားကိုးစရာလို့တတ်မှတ်ထားတယ်ကုသိုလ်ကောင်းမှုအာမကိုသိတဲ့အခါကျတော့ဘာဖြစ်လဲလူရင်းလေးပြောလိုက်ပါတော့လူပိတ်တာတော့ဖြစ်ဒါဒီလမ်းကြောင်းလေးကိုပြောပြတယ်အဲ့ဒါအတ္တယိအတ္တနောနာတိကုတောပုဒ္ဒံကုသောတံဒီအနန္တတထေကြီးသေပြီးတော့လူပိတ်တာတော့ဖြစ်တထေဘဝကဒီကသူ့အိမ်ကိုသူပြန်ရောက်တယ်ခေါက်လက်တွဲတောင်းစားတဲ့အချိန်ကလူရင်းလေးခြုံပြီးတော့ပြောလိုက်တော့
အရှိကြီးဆိုကြာနေမယ်အဲ့ဒါမီးတွေကြေးကြုံနေအိမ်ကအစေခံတွေကသူ့အစေခံတွေကရိုက်နှက်ပြီးတကအမိုက်ပုံနဲ့တွက်ပစ်ထည့်ထားလိုက်ဟိုဘွားကတော့သူ့အိမ်လေဒီဘွားမှာသူ့အိမ်မှာမဟုတ်တော့ပဲဟုတ်ပြီလားတို့တော့ तू ကအိမ်နဲ့တွေ့လဲတော့ဒါငါအိမ်ဆိုပြီးတော့ဝင်သွားတာခလေးအရွယ်ပဲရှိသေးတယ်မေးနဲ့တွဲပြီးတော့တောင်စားတာမေးလည်းမကန်နိုင်အဲဇာကြောင်ပြောရင်ရှင်ဒီမှာကြောင်လို့အဲ့ဒါတထေးဘွားကနေပြီးတော့ခုနလူပိတ်တာဖြစ်တယ်လူပိတ်တာဖြစ်ပြီးတော့အဲ့သူတာဝတိမြို့တဲ့တောင်းစားတယ်တောင်းလိုက်တောင်းတဲ့အခါကျတော့သူ့အိမ်ရှိရောက်တော့ဒါငါအိမ်ပဲဆိုပြီးတောင်းဝင်သွားတာဟာဟိုကဘယ်ကတရေလဲဘယ်ကဖုတ်ဘလူးလဲဆိုပြီးဝင်ရိုက်ထုတ်တာရိုက်ထုတ်ပြီးတော့အမိုက်ပုံနဲ့တွားပြစ်တယ်တာအဲ့မြတ်စွာဘုရားအနန္ဒာမတိမြတ်နဲ့တာဝတိမြို့တော့ဆွမ်းကကြွပြီးတော့အမိုက်ပုံမှာတွားမြင်တယ်ဒီကလေးကိုအနန္ဒာတဲ့ဒါဘလူးလဲတိလားတဲ့အမိတ်ရှိပါဗျာအဲ့ဒါအနန္ဒာတထေးကြီးတဲ့အော်စရာအဲ့တော့မီးတွေဝင်နေတွေကကြောက်လန့်ပြီးတော့အထိတ်တော်တွေကရိုက်နှက်ပြီးတော့အမိုက်ပုံနဲ့တွားပြစ်တယ်ဒီလိုဆိုရင်အရှင်ဘုရားသူ့သားတွားပြောရမကောင်းလားဆိုသူ့သားတွားပြောတယ်ကောင်းတာပေါ့ဆိုတော့တွားပြောတွားပြောတဲ့ခါကျတော့သူ့အဖေဒီလိုဘဝမျိုးရောက်တာကိုဟိုနေမဖြစ်ပဲနဲ့ဆွဲမတော်မတရားပြောဆိုတယ်ဆိုတော့ဘုရားတွားပြီးတော့အပြစ်တင်နေတာဟောသူ့ဘက်လွတ်လင်ဘုရားတွားပြီးပြစ်တယ်အဲ့တော့ဘုရားတက်တည်ပြတာသူရှိတဲ့အခါတော့မြုပ်ထားတဲ့ရွှေပန်းကန်တွေတွားပြီးတော့အနန္ဒာတထေးကြီးကအဲ့ကလေးကပြလို့အဲ့ဒါတိတာအဲ့တော့မှသူယုံတာအဲ့မှာဘုရားကတာဝတိပြည်သူပြည်သားနဲ့အဲ့သူ့ဘလူလင်ဟောတာပုဒ္ဓမတ္တိတဏမတ္တိဣတိဘာလောဝိညတိအတ္တယအတ္တနောနတ္တိကုတောပုဒ္ဓကုတောတဏတဲ့တတ္တဝါတွေဟာမိမိတို့ရရတဲ့ခန္ဓာကိုယ်တော်မှကိုယ်အားကိုးစရာမရှိဘူးတဲ့ဘုရားဟောတာပစ္စည်းသားသမီးဆိုတာဘယ်မှာအားကိုးနိုင်စရာအကြောင်းရှိမလဲတဲ့ဓမ္မကြီးငါသားလေးတော်တယ်ငါသားလေးကကျေးဇူးတိတတ်တယ်ဟုတ်ပြီလားတော်ပါတယ်တိတတ်ပါတယ်ဒီသားအမိပြုပြီးတော့ပဲချမ်းချမ်းသာသာနေရတယ်ဒီသမီးအမိပြုပြီးတော့ပဲချမ်းချမ်းသာသာနေရဟုတ်ပြီလားတို့တော့တကယ်တမ်းအားကိုးစရာလားဆိုတော့ရှိဘူးအဲ့တော့ဟောတာပုဒ္ဓမတ္တိတဏမတ္တိဣတိဘာလောဝိညတိအတ္တယအတ္တနောနတ္တိကုတောပုဒ္ဓကုတောတဏဘာလောလူမိုက်တို့သည်နေငါပုဒ္ဓံသားရှိတယ်ဒနာဥစ္စာရှိတယ်ဆိုပြီးတကားလားဝိညတိအောင်းမိမှတ်တင်တတ်၏အကယ်စင်စစ်တော်တဲ့ကုတောပုဒ္ဓံကုတောတဏအတ္တယအတ္တနောနတ္တောမိမိကူတော်မှအာကိုးစရာမဖြစ်ဘဲနဲ့ဒီသားသမီးပစ္စည်းဘယ်လိုလုပ်ပြီးတော့အာကိုးစရာဖြစ်နိုင်မှာမလဲဒီတရားကိုတာဝတိမျိုးဟောတာအဲ့ဒီမှာကြွတောင်းဝင်ကြတယ်အဲ့ဒါအာကိုမမှားဘူးလို့ဒါအရေးကြီးတယ်ဘာပါသွားလဲလို့မေးတယ်ဆိုလို့ရှိရင်မိမိတို့ပြုတဲ့ကံတာနဲ့မိမိတို့နောက်ကိုပါသွားသည့်အတွက်ကြောင့်မို့လို့ခုနဘုံပြောတဲ့စကားထဲမှာပစ္စည်းဥစ္စာဆုံးရှုံးပါစေခန္ဓာပျက်စီးပါစေသာသမီဆုံးရှုံးပါစေတဘာဝတရားဘယ်သူမှမလွန်ဆန်နိုင်ဘူးသို့တော့ကိုယ့်အတွက်ကတော့မဆုံးရှုံးစီနဲ့ကြောင်လို့ဟုတ်ပြီလားတော့ပါလားအဲ့ဒါလေးတည်ပြီးတကားလားမိမိတို့မသိခင်နေတဲ့အခိုက်အတန့်လေးမှာအခုလိုပဲသူတော်ကောင်းတရားကြားနာရပြီးတကားလားကြားနာသည်အလျောက်မှလည်းမှမိနိုင်ကြပါစေမှတ်မိပြီးတကားလားကျင့်နိုင်ကြပါစေကျင့်နိုင်ကြပြီးတကားလားအပယ်လေးပါးလွတ်မြောက်ပြီးတော့အိုခြင်းနာခြင်းသိခြင်းကင်းတဲ့နိဗ္ဗာန်ချမ်းသာကိုမပင်မပန်းချမ်းသာလွယ်ကူစွာမျက်မှောက်ပြုနိုင်ကြပါစေကုန်တည်း